င်္ဂလာပါရှင်ဒီနေ့မှာကျမကပေါ့နော်အိမ်အစ်စ်ကိုရွှေ့ပြောင်းတော့ပါပဲအိမ်အစ်စ်ကိုရွှေ့ပြောင်းတော့မှာပါဘူးတစ်လုံးပြီးပါရွှေ့ပြောင်းတော့မှာပါဘူးခဏလေးသွားမယ်ပေါ့ Let's go ကတော့အိမ်လေးပါဆမ်းလို့ပြောတာဒါဒီကမင်းရလို့ရပါတယ်ဒီမှာရရှင်ဖြည့်ပြီးမယ်ပေါ့နော်ဒီကခုအတွင်းနေရတာပေါ့နော်ခုအတွင်းနေရတာတော့ရေကူးကံပဲဖြစ်ပါတယ်ဒီရေကူးကမှာဆိုရင်ဒီမယ်ပေါ့နော်ရက်တီဝိုင်းနေတောက်ပြီးတော့စိန်နဲ့နေလည်းရပါတယ်ဒါမှမဟုတ်အမီးလေးရပါပြီနော်ဒါမှမဟုတ်အရင်တက်တဲ့သူကြတော့ဒီမဲ့ကုတ်လေးတောက်ပေါ့နော်ဒီမဲ့Coca-Cola လို့green juice လေးလို့ fruit juice လေးလို့တောက်ပါဒီမဲ့ပါဒါလေးကတော့တယောက်တည်းတီးတန်းရက်သေးသားဒါဒီမှာလည်း rose တွေစိုက်ထားပါတယ်နှုတ်စီပန်လေးပေါ့နော်ဒီလိုစိုက်ထားပါတယ်ဒီမဲ့ပါနွားနို့လေးလည်းဖြတ်ထားပါတယ်ကျွန်မဘိုက်စာနဲ့နွားနို့လေးတောက်လိုက်ပါမယ်ရှင်အားလုံးပဲတိတ်ထိုင်နော်ဆက်ကြပါဒီမဲ့ပါကျွန်မပန်းအိုးကတော့ကျွန်မကြောင့်မလို့ဟိုပေါ့နော်လေးသွားပါဘောနော်ပန်းမဲထောင်နေတဲ့ပန်းအိုးကလေးဝဒီမဲ့ဒါဆိုရင်ပန်းဝင်းလေးတစ်ခုပါပန်းဝင်းလေးကလည်းရမ်းလာပါရဲ့တပုံရချင်တဲ့သူတွေအတွက်အဆင်ပြေပါဖြစ်တော်လည်းစောက်လို့ရပါတယ်ဒါလေးကတော့ကျမရဲ့အရုပ်ရှင်လေးပဲဖြစ်ပါတယ်အရုပ်ရှင်လေးကမလုပ်တဲ့နဲ့လုပ်ထားတာပါဒီအိမ်လေးကလည်းမလုပ်တဲ့နဲ့လုပ်ထားတာပါကျမစူးစမ်းပန်းစားနဲ့လုပ်ထားတာဖြစ်လို့တဲ့အသေးလေးပြပါအောင်နော်ဖော်လို့လုပ်ပါအောင်ရှင်ဒီမဲ့က TV ကြည့်လို့ရပါတယ်ရှင် TV ကြည့်ရင်အဲ့မှာဆိုလို့ဒီမှာ air queen လေးလည်းတထားပါတယ်ဒီမှာတော့ star အောက်ရှင်လေးကကတုံးလေးဖတ်တွေ့ရှင်ဖတ်လို့ရပါတယ်နော်ဒီမဲ့ကဒါဆိုကျမကွန်ပျူတာသုံးဖို့အတွက်ပေါ့နော်ဒီဟာလေးကတော့ dining set ကလေးဖြစ်ပါတယ်ဒီမဲ့ software လေးပါသူက4ယောက်ထိုင်နေရတယ်ပေါ့နော်ဒါလေးကတော့ wheelchair ပါသူကဒါ exercise လုပ်ဖို့အတွက်ခင်းထားတာပေါ့နော်ဒါလေးကတော့ကျမရဲ့ချိုးသားလေးနဲ့အင်တာနက်ဆက်ကလေးဖြစ်ပါတယ်ရှင်ဒါလေးကတော့လက်သေးရမယ်လက်သေးခံပေါ့နော်ဒါလေးကတော့ဒီကနေ့ဖြစ်ပါတယ်ဒါလေးကတော့တွန်းတက်လေးဖြစ်ပါတယ်ပြောလိုက်မှာဆိုဒီရှူကတော့အပြည့်ဖြစ်ပါတယ်မကုန်စေရပါဘူးဒီမှာပါဒါဆိုရင်ပေါ့မသိပါဘူးရှင်ဒါကကျွန်မမခေါ်တော့ပေါ့နော်အဲ့ဒါတော့ဘာလို့မသိပါဘူးကျွန်မခုပြုတ်ဥနာတော့ဖြတ်ထားတာပါကြက်ရင်တစ်ခါလေးစားပါဒါဟင်းချက်ပေးမယ်ထိုင်ဖို့တော့ဒါကတော့မိုက်ပုံလေးပေါ့နော်ဒါလေးကတော့အေးဆောင်တယ်လေးလုပ်နေအဲ့လိုပါပဲဒါတော့ဝစားလဲတဲ့ဟာလေးပါဒါကတော့ TV တယောက်တည်းတီးတန်းကြည့်နေဆိုရင်လည်းဒီဘက်ကြည့်လို့ရပါတယ်ဟိုဘက်အဲကဲမှာလည်းကြည့်လို့ရပါတယ်ဒါလေးကတော့မှန်နေကောင်လေးပါရှင်ဒါလေးကတော့ဗီဒီယိုလေးပါနော်ဒီလေးလည်းပေးလို့ရတယ်ဘယ်လိုလဲဟောဒီမှာAndroid လေးလည်းပေးလို့ရပါတယ်ဒီမှာပါဒါကတော့ Android လေးဖြစ်ပါတယ်အဲ့တော့ပေးအောင်ပြပြနေရတော့ပေးလို့မရတော့ဝဲဘူးလို့မလဲမရဒါလေးကတော့8ဖို့ပါရပါတယ်ဒါလေးက8ဖို့ပါဒါလေးကတော့ကျမရဲ့အသက်ဆုံး product လေးဖြစ်ပါတယ် product ကတော့ကျမစက်ကောင်းလို့ကြည့်ပြရင်လည်းကျမပါတယ်ဒါလေးကတော့
ဒါကတော့ခီးထွက်ရင်ပေါ့နော်ဒီလိုတဲလေးပါဒါပေမဲ့ကျမကအပေါ်ထဲမှာလည်းလုပ်ထားပါတယ်ဒါကတော့ဒန်လေးပေါ့နော်ဒန်ကမကြိုးကြအောင်လို့ကျမနှစ်ထပ်ကလေးကြီးလုပ်ထားပါတယ်မအပန်းအောင်ဆက်အပန်းဒါပေမဲ့ဒါကတော့ DJ ပေါ့နော် DJ ကျမ class မတက်ချင်တာနဲ့အိမ်မှာပဲလုပ်ထားပါတယ်ဒါဆိုဒီတာရေးပါဒါကတော့ချင်းဆိုလေးမျိုးသေးပါကျမ